မင်္ဂလာပါခင်ဗျကျွန်တော်နာမည်ထွန်းထွန်းနေမှာလက်ရှိ MCB Bank မြန်မာနိုင်ငံသားများဘဏ် Limited ရဲ့ Consumer Banking Department ရဲ့ Head of Department အနေနဲ့တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်ခင်ဗျကျွန်တော်အဓိကတာဝန်ယူဆောင်ရွက်နေတဲ့အပိုင်းကတော့ကျွန်တော် Retail Business နဲ့မြန်မာနိုင်ငံရှိကျွန်တော်ပြည်သူပြည်သားတွေရဲ့လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်တဲ့ကျွန်တော် Hire Purchase အရေးကြီးစနစ်နဲ့ဝယ်လို့ရတဲ့ Auto Loan တွေ Commercial Loan တွေနောက်တစ်ခုကတော့ကျွန်တော်ပညာရေးခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုကျွန်တော် education loan တွေနောက်ကျွန်တော်ဒီတဘာဝစွမ်းရည်ကိုပုံမှန်သုံးချနိုင်ရေးအတွက်ကိုကျွန်တော် solar financing loan တွေနောက်ကျွန်တော်အိမ်ယာချင်းငွေတွေမြန်မာနိုင်ငံပြည်သူပြည်သားတွေရဲ့လူနေမှုပေါ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကျန်းမာရေးလူမှုရေးနဲ့စီးပွားရေးအတွက်အထောက်အကူပြုနိုင်တဲ့ကျွန်တော် personal loan တွေကိုအဓိကထားတာဝန်ဆောင်ရွက်ပြီးတော့ကျွန်တော်ဝန်ဆောင်မှုပေးလျက်ရှိပါတယ်ခင်ဗျခုလာမဲ့2025ဒီဇင်ဘာ29ရက်နေ့ဆိုလို့ရှင်တော့ကျွန်တော်ရေလို့တက9နှစ်ပြည့်ပါပြီအဲဒီကတော့ကျွန်တော် MCB ကိုစ join တဲ့အချိန်မှာ HR ဝန်ထမ်းတွေရဲ့နှွေးထွေးစာကြိုးစုံမှုကိုရရှိရတဲ့အတွက်ကျွန်တော်အနေနဲ့နှွေးထွေးမှုဖြစ်စေခဲ့ပါတယ် MCB ဘက်ရဲ့ orientation training ကိုတက်ရောက်တဲ့အခါမှာလည်း MCB ဘက်ရဲ့တိကျသေးကြတဲ့ MCB ရဲ့ကိုကာချာတွေကိုလေးလဲနဲ့ခန်းစားသိရှိရပြီးတဲ့အချိန်မှာတော့ကျွန်တော်အနေနဲ့ရှေ့ဆက်ရှောက်လန်းရမယ်ခရီးကိုတေချာ clear certify လုပ်နိုင်ခဲ့ပါတယ်။ရင်းအောင်ဘဏ်ခွဲကိုစတင်ပြီးတော့တာဝန်ထမ်းဆောင်တဲ့အချိန်မှာတော့ရင်းအောင်ဘဏ်ခွဲရဲ့ဝန်ထမ်းတွေအားလုံးရဲ့စီစီလုံးလုံးရှိမှုတွေဒုဝေါ်တို့ကျင်နာမှုတွေဂယူဆိုင်မှုတွေနဲ့အတင်းဖွဲ့နဲ့ပါဝင်လှုပ်ဆောင်နိုင်မှုတွေကလည်းကျွန်တော်တို့တော့ဒုတိယမိသားစုလေးရလိုက်တယ်လို့ပါပဲခင်ဗျာ။အမတ်တရားတွေကတော့အများကြီးပေါ့ကျွန်တော် regional head အနေနဲ့ဒီအထက်မြန်မာပြည်မှာတာဝန်ယူဆောင်ရွက်ခြင်းကဘဏ်ခွဲ16ခုကိုကျွန်တော် management လုပ်ခဲ့ရပါတယ်အဲ့လိုအချိန်မှာလည်းကျွန်တော်အနေနဲ့ဒီဝန်ထမ်းအနေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေမှာအမတ်တရားပေါင်းများစွာရှိရပါတယ်နောက်ထပ်အမတ်တရားဆိုလို့ရှိရင်တော့ကျွန်တော် regional head အနေနဲ့တာဝန်ယူထမ်းဆောင်တဲ့အချိန်မှာတော့ဘဏ်ခွဲ၄ခုဖွင့်လှစ်နိုင်ခဲ့ပါတယ်နောက်ထပ်အောင်မြင်မှုတစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ CSR activity တွေကိုကျွန်တော်အနေနဲ့ဆောင်ရွက်ခဲ့ရအများကြီးရှိပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီ region ခုလုံးအနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီမိဘမဲ့အကြောင်းတွေ brighter အကြောင်းတွေကိုဝန်ထမ်းတွေစုပေါင်းပြီးတော့တွားရောက်လှူဒန်းနေကြရရှိပါတယ်ရေကြီးရေရှမ်းဖြစ်တဲ့ဒေသတွေအချိန်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့အားလုံးအတူတူကတက်ညီလက်ညီနဲ့ဒီရေဘေးသင့်ပြည်သူတွေကိုတွားရောက်လှူဒန်းခဲ့ရတွေကတော့ကျွန်တော်တို့အမှတ်တရတွေပါပဲနောက်ထပ်ကိုယ်ဝမ်းမြောက်စရာတစ်ခုကတော့ကျွန်တော်သွားခြင်းနဲ့ပန်းတိုင်းကျွန်တော်တို့ရောက်ချင်တဲ့ target တွေကိုမငြင်းမညူပဲနဲ့အခက်အခဲပေါင်းများစွာတွေကနေမှကျွန်တော်ရေဆိုင်ကျော်လာပြီးတော့ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြတယ်ကျွန်တော်ရဲ့ဘဏ်ခွဲရညီကိုမောင်နှမတွေနဲ့အတူတူလှုပ်ဆောင်ခွင့်ရရှိခဲ့တာလည်းကျွန်တော်တို့ကိုယ်ဝမ်းမြောက်စရာတစ်ခုပါပဲခင်ဗျာအဓိကတော့ကျွန်တော်နောင်လာမဲ့မျိုးဆက်သစ်တွေဝန်ထမ်းသစ်တွေတော့အကြံပေးချင်တာတော့ကြိုးစားပါနောက်တစ်ခုကတော့ကြိုးစားပါစေတနာထားပါပေါ့နော်အဲ့တော့အဓိကတော့ကျွန်တော်အနေနဲ့ကတော့ဘာပဲလုပ်ကျွန်တော်စေတနာထားပြီးလုပ်စေချင်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်ဘဏ်ဝန်ထမ်းတွေအတွက်ကိုအဓိကထားစေချင်တယ်ဘဏ်ဝန်ထမ်းတွေမှာမရှိမဖြစ်လိုအပ်တဲ့ယူသားမှုပါပဲအဲ့တော့ဘဏ်ဝန်ထမ်းတို့မှာကိုယ့်ရဲ့ကိုချင်းသိက္ခာတရားရဲ့ကိုယ့်တော့ကအဓိကအခြေခံအုတ်မြစ်ကတော့ကျွန်တော်ယူသားမှုပါပဲကျွန်တော်ဆိုလိုတဲ့အချက်၃ချက်ကိုကောင်းကောင်းမွန်မွန်နဲ့လိုက်နာဆောင်ရွက်နိုင်နေဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ life career တော့ကိုယ့်ရဲ့ဘာအရှိရတဲ့ opportunity တွေကိုဖွင့်လန်းနေအများကြီးရရှိလာမှာဖြစ်တယ်အနာဂတ်မှာ MCB ကအခုလိုပဲသုံးဆသူတွေရဲ့ယုံကြည်စိတ်ချရတဲ့ဗန္ဒာရေးမိတ်ဆွေကောင်းတဦးဖြစ်ရပ်တည်ပြီးတော့မြန်မာနိုင်ငံရဲ့စီးပွားဖွံ့ဖြိုးရေးတိုးတက်မှုအခမ်းကဏ္ဍတွေမှာလည်း MCB အနေနဲ့ပူးပေါင်းပါဝင်ပြီးတော့နှစ်ပေါင်း100ကျော်တိုင်အောင်အောင်မြင်မှုတွေဆက်လက်ရရှိပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းရပါတယ်ခင်ဗျာ